Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကိုသိန်းရဲ့ Day 2 ကောက်ဝက် training လေးပါခင်ဗျာကိုသိန်းတို့ကောက်ဝက် train ပေးမဲ့ဆရာကတော့ဆရာအောင်ပိုင်မဲ့ဖြစ်ပါတယ်ခင်ဗျာကြည့်ခဲ့ပြီပါအောင်ခင်ဗျာဒီနေ့တော့စထွက်ပါပြီနည်းနည်းတော့7နာရီထိုးကန်နေတော့ပြီနော်ဒီလမ်းမှာကဒီမှာအပင်းရှိပါတယ် Oh my god ရမ်းလာနော်ဘတ်စကားပေါ်မှာ vlog ရဲ့ဒုက္ခကိုကြည့်ကြအောင်မလန့်နဲ့နော်မလန့်နဲ့နော်ကြည့်နေအောင်ဒီဖြစ်ဖြစ်အဲ့လိုပဲရဲခင်ဗျာပြီးတော့ကျွန်တော်သွားမယ်နေရာလေးကိုဒါထိုင်ကုန်တော့ရပြီပေါ့နော်အဲ့ဆရာကြီးဆရာကိုသိန်းတော့ကံကောင်းတာပြောမိနေနေ့ရက်စလုံးဝေးနေရအောင်ကြာတော့ဒီမှာလည်းဘတ်စကားနှစ်ဆင့်ထပ်စီရပါမယ်ဒီကနေကျွန်တော်သွားမယ်နေရာနည်းနည်းပဲရှိရတာဆိုတော့ကျွန်တော်လမ်းမဲရှောက်တော့ပါတယ်နောက်လာမယ် Infinity ဒါ fitness ပြောဖြစ်ပါတယ်။ခေကတော့စောင်းရမ်းကိုလှပါတယ်ခင်ဗျာ။တကယ်ကိုစေတနာအပြည့်နဲ့စီစဉ်ပေးထားတယ်မမဟိုခြေစိုးအများကြီးတင်ပါတယ်ခင်ဗျာ။ Oh my god ဒီသင်တန်းကိုတက်ရတာကျွန်တော်တို့မှာတငယ်ချင်းတွေလည်းအများကြီးရတယ်ကျွန်တော်တို့တွေ့ကြုံတွေလည်းအများကြီးရပါတယ်။ဒါလေးကတော့ကျွန်တော်ကဒီမှန်လေးတွေကိုစမ်းနေရပါဒါလေးကတော့ကျွန်တော်လမ်းလျှောက်ကြည့်နေရပါမယ်သူပါပေါ့ဟိုဒါလေးကတော့ကျွန်တော်တို့ရဲ့ကဝက်ဆရာအောင်ပိုင်မဲ့ဖြစ်ပါတယ်ဆရာကလေကျွန်တော်တို့တော်တော်ကိုစေတနာအပြည့်နဲ့လုပ်ပေးပါတယ်ဒီ Pride လို့နာမည်ခံထားပေမဲ့ကျွန်တော်တို့6ထောက်တွေကိုကိုင်းပြီးတော့ကျွန်တော်တို့အရန်အားနာပါတယ်ခင်ဗျာကိုလမ်းလျှောက်တက်တယ်လို့ထင်တာကိုယ့်ရုပ်ကာယတွေဖြစ်နေတာအမှကြည့်လိုက်အောင်ဘဝကိုလေဆရာကလူအများကြီးဆိုပေမဲ့ကျွန်တော်တို့တယောက်ချင်းစီကိုဒီလေးချက်လိုက်ပြီးတော့သင်ပေးနိုင်ပါတယ်သင်တန်းသားတွေလည်းအများကြီးရှိတာမလို့ကျွန်တော်တော်တော်လေးပျော်ရွှင်ရပါတယ်ခင်ဗျာဒါကတော့ကောက်ဝက် trainer ဖြစ်ချင်တဲ့ကိုသိန်းလေးကတော့စူးစမ်းပြီးလေ့ကျင့်နေပါတယ်ခင်ဗျာကျွန်တော်လေ့ကျင့်ပြီးရင်တော့အကုန်လုံးတရားပြန်တင်အောင်စူးစမ်းပေးပါမယ်တနေကုန်အဲ့6လက်မထောက်တွေစီးလိုက်လေ့ကျင့်ခန်းတွေလှုပ်လိုက်ရတယ်ကျွန်တော်တနေကုန်လှုပ်ရတာဆိုတော့ကျွန်တော်အိမ်ပြန်ရောက်တော့ချက်တွေကွာပြီးတော့လေလုံးဝကိုနာကျင်နေရပါတော်တော်ခံစားရခက်ပါဆရာကလေတော်တော်စေတနာပပနဲ့ကျွန်တော်တို့အလိုတယောက်ချင်းစီကိုလိုက်ပြီးတော့ဒီလိုတွေသင်ပြပြီးတော့လုံးဝဆရာသားမချန်သင်ပြပေးပါတယ်ဒါကတော့ကိုသိန်းဘွားမှာပထမအဆုံးလုပ်ရတဲ့ဒါအတွေ့အကြုံလေးပေါ့နော်ဆရာကလေဒီရတဲ့အချိန်လေးမှာကျွန်တော်တို့တည်တည်ချာချာလေးသင်ပြပေးနိုင်တယ်နားလည်အောင်လည်းပြပေးနိုင်တယ်တယောက်ချင်းစီလည်းဒီလေးကြကြလိုက်ပြီးတော့လုပ်ပေးနိုင်တယ်အဲ့လိုပုံစံမကြရင်လည်းတယောက်ချင်းစီရှေ့ထွက်ပြီးတော့အဲ့လိုမျိုးလေးလည်းသင်ပေးသေးပါတယ်ဆရာကလေကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ရဲ့ Galaxy မြန်မာ Organization ရဲ့ founder မမပိုးကိုဒါသူလမ်းရှောင်းနေလေကျွန်တော်ချစ်လို့ရိုက်ထားတာပေါ့နော်ချစ်စရာလေးမမကိုလည်းပြန်ပြီးတော့ခန့်ဖတ်စေချင်ပါတယ်ကျွန်တော်တို့အားပေးပါမယ်ခင်ဗျာgroup အလိုက်တင်စရာကြီးလည်းအများကြီးရရှိခဲ့ပါတယ်ဒါပြီးတော့ကျွန်တော်နှစ်လည်စာလေးကိုစားသုံးပါတယ်ခင်ဗျာဒီမှာလည်းအကုန်နှစ်လည်စာလည်းဒီနေ့လည်း free ကြည့်ပါဒါတော့ကျွန်တော်တို့လေးတွေချစ်စရာလေးเนาะအကောင်တော့ဒီမှာမထမင်းစားလိုက်လေးပေါ်လိုက်နဲ့လောက်ကြရပါတော့တင်ညာထောင်းတာတင်ငယ်ချင်းတွေလည်းအများကြီးရပါတယ်ကောက်ဝက်ကိုပိုင်ပိုင်နန်နန်ရှောက်တတ်ပေမဲ့လက်ဝိတ်မထိုးတယ်လက်ဝိတ်ထိုးတာလည်းလေ့ကျင့်လိုက်ရပါသေးတယ်ဒါကတော့ training ထဲမှာပါပါဘူးကိုယ်ကလှုပ်ချင်လဲလုပ်လို့ရပါတယ်ခင်ဗျာနေခင်းတာစားပြီးနောက်မှာတော့ကျွန်တော်တို့ဒီလို introduce video လေးတွေကိုဒါတယောက်ချင်းစီရတည်တတ်ပြီးတော့လက်ပြီးတော့ရိုက်ပေးရပါတယ်အဲ့လည်းပျော်ရွှင်မှုကောင်းပါတယ်ခင်ဗျာဒါပြီးတော့ကျွန်တော်တို့ကောက်ဝက် training လေးတွေပြန်ပြီးတော့ဒါတနေ့ကုန်လောက်ရတာပေါ့နော်6လက်မတောက်ပြီးမယ်ဒါပြီးတော့မမပိုးကကျွန်တော်တို့ဟိုတင်နေတင်တဲ့ဟာလေးတွေကိုပြန်ပြီးတော့ train ပေးပြန်ပြီးတော့မေးပြပါတယ်အားပြီးတော့လည်းတယောက်ချင်းတွေ round ချင်းစီလမ်းတွေလည်းထပ်ရှောက်ရပါတယ်ခင်ဗျာကိုသိန်းကတော့ဒါစူးစမ်းပြီးတော့လေ့ကျင့်နေပါတယ်ခင်ဗျာဆရာမချောလေးနဲ့လည်းကျွန်တော်ကဒီလမ်းလျှောက်ကို request လုပ်လိုက်ပါသေးတယ်ခင်ဗျာကဲ hello ဒီနေ့တော့ကောက်ဝက် training day 2လေးပြီးဆုံးသွားပါပြီလူလည်းအရင်ပမှန်းနေပါတယ်6တွေလည်းညောင်းနေပါပြီအဲ့တော့ bye bye လူကအရင်ပမှန်းတော့ကောက်ဝက်မှာအဲ့လိုရုပ်ပေါက်နေပါတယ်နောက်တဲ့ vlog လေးမှာထွက်တွေ့ကြမယ်ခင်ဗျာ bye bye see you next vlog